သွားပါဆိုရပါရှင်ဆိုရဒီနေ့ရပေါ့နော်ဆိုရမေခေါက်စပြုတ်ဒီမှာဖြစ်ပါတယ်ရှင်နှစ်ထုပ်ပေါ့နော်ရှင်းရှင်းပြုတ်ဒီမှာဖြစ်ပါတယ်ဆိုရမမနဲ့လုံးမှာပေါ့နော်မပွင့်ဦးဆုံးရှင်းရှင်းထုပ်ကိုဖောက်ပါတယ်ရှင်ဖောက်တယ်ပေါ့နော်နှစ်ယောက်ဒီဘာလုံးနေကြမှာလဲဆိုရမသိဘူးဘာလုံးနေကြမှာအမရှင်းရှင်းထုတ်ပြုတ်ကြပါလေရဖောက်တယ်ဗောနော်ရှင်းရှင်းထုတ်ဖောက်ပါတယ်သူ့အထဲထဲကအထုပ်ကလေးတွေကိုပြနေဖြစ်ပါတယ်ရှင်အမထဲထဲကတော့ကြာဆောင်လေးပေါ့နော်နောက်ကတော့မမပါဖောက်ပါလေဆိုဖောက်ပါရှင်ဖောက်ပါတယ်ခုချင်းကြီးကိုဖောက်လို့မဖြစ်ဘူးအဲ့မှာပြတော့မှဖြစ်ပါတယ်ရှင်းရှင်းတော့ကိုပြတော့မှာပေါ့နော်အမိုးလေးကလည်းအေးလေးနဲ့ပေါ့နော်ဒါရှင်းရှင်းတော့တစ်ထောက်ပါဒါကြက်ဥပေါ့နော်ဒီမှာကြက်ဥပြနေဖြစ်ပါတယ်ဒါရှင်းရှင်းထုတ်ကူပေါ့နော်အထက်ကအနှစ်တွေကိုဆိုထည့်လိုက်ပြီးပဲဖြစ်ပါတယ်ရှင်နှစ်တွေထည့်လိုက်တယ်ပေါ့နော်နှစ်တွေထည့်လိုက်ပါတယ်ဒါကတော့တချင်းလေးနဲ့ပေါ့နော်ဒါတချင်းလေးနဲ့အေးစီလီမိုးလေးရွာလေးနဲ့လုံနိုင်ဖြစ်ပါတယ်ရှင်မိုးကလည်းတော်တော်အဲ့နေရာရွာရယ်ပေါ့နော်ဒါကဆိုရက်ကိုဆိုရရှောက်ပြထားဖြစ်ပါတယ်ခုကတော့ခောက်ဆွဲလေးထည့်လိုက်ပြီပေါ့နော်မဆိုရက်ခုံကြီးပေါ့နော်ရှုပ်ပွားနေရှင်းရအောင်ပဲပေါ့နော်ဆိုရမမေကအလောက်ကနေပြန်လာရကြတော့ခေါင်းကြီးဆူရွှဲနေလို့တုတ်ပေးပါတယ်ဒါပေမဲ့မမေကိုတုတ်ပေးပါရှင်ခေါင်းနေဆူရွှဲနေလို့တုတ်ပေးပါတယ်ပြောပေါ့နော်ဆိုတော့အဖုံးအုပ်ထားပဲဖြစ်ပါတယ်ရှင်ဒါတော့ဖုံးဖွင့်လိုက်ပြီပေါ့နော်ရပါပြီရှင်ဒါတော့အကြီးများတာမကြိုက်လို့ပေါ့နော်အကြီးလေးနည်းနည်းလေးနေထားရပေါ့နော်အဲ့ဒါတအားကြီးနေနေလို့ရှိထပ်ထည့်လိုက်တာဖြစ်ပါတယ်ပြီးတော့ကြက်ဥဖောက်ထည့်ပါမယ်ရှင်ကြက်ဥကြက်ဥလေးပေါ့နော်အမဇရာတို့ဖတ်ထူးပေါ့နော်ဒါကတော့ဖတ်ဝမ်းမှာဖတ်ထူးလုပ်ပါမယ်ရှင်ဖတ်ထူးလေးစောင့်နေပါနော်အားလုံးပဲဘိုင်ဘိုင်ပါ